ဘလောက်ပဲစူးစမ်းဘာမှအဆင်မပြေဘူးလို့ခံစားခဲ့ရဘူးလားကိုယ့်ဘက်ကအကောင်းဆုံးစူးစမ်းပေမဲ့ကိုယ့်ရဲ့အစီအစဉ်တွေကိုယ့်ရဲ့ပြင်ဆင်မှုတွေကမလုံလောက်ဘဲနဲ့အောင်မြင်မှုတကားတွေပိတ်ဆို့နေတယ်လို့ခံစားခဲ့ရဘူးလားအောင်မြင်မှုဆိုတဲ့အရာကငါ့အတွက်မှဟုတ်ရဲ့လားလို့တွေးခဲ့ဘူးလားတကယ်တော့အဲ့လိုမဟုတ်ပါဘူးเนาะမှားပြီးတော့ဝင်ခဲ့မိတဲ့တကားတွေအားလုံးဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ဖို့အတွက်ကိုညွှန်ပြပေးနေတာပါဘဝမှာမှားယွင်းတဲ့လမ်းကြောင်းတွေကိုပဲအချင်းချင်းခါခါဝင်နေမိတယ်ဆိုလို့ရှိရင်တော့ဒါကကိုယ့်အတွက်အပြစ်ဒဏ်ချနေတာမဟုတ်ပါဘူးကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်လို့တက်မှတ်ပေးနေတာပါဒီလမ်းကမဟုတ်ဘူးနောက်တစ်လမ်းကိုစူးစမ်းကြည့်ပါအောင်ဆိုတဲ့သဘောမျိုးပါပဲအောင်မြင်သွားတဲ့ဇလန်းတွေအားလုံးရဲ့နောက်ွယ်မှာကြာရှုံးမှုတွေတပုံတပင်ရှိခဲ့ပါတယ်မှားယွင်းတဲ့လမ်းကြောင်းတွေကရှောင်လွဲသွားရမှာမဟုတ်ပဲသူတို့စီကနေပြီးတော့သင်ခန်းစာတွေရယူရမှာပါကြာရှုံးမှုဆိုတာအောင်မြင်မှုရဲ့စန့်ကျင်ဘက်အရာတစ်ခုမဟုတ်ပါဘူးအောင်မြင်မှုရဲ့အစိတ်ပိုင်းတစ်ခုပါပဲမိမိရဲ့ဇွဲလုံးလာတွေကိုတိဆောက်ပေးတဲ့စိတ်ရှည်တိခံခြင်းတွေကိုစမ်းသပ်တဲ့လေ့ကျင့်ရေးခွင့်တစ်ခုပါပဲလူအများစုကကြာရှုံးမှုနဲ့ကြုံရလို့ရှိရင်စိတ်ညစ်သွားပြီးတော့အဲ့မှာရက်တန့်လိုက်တဲ့အတွက်ကြောင့်မလို့အောင်မြင်မှုကိုမရတော့တာပါအောင်မြင်မှုဆိုတဲ့အရာကသူ့ကိုမတွေ့မချင်းအဆက်မပြတ်ရှာဖွေနေတဲ့သူစီကိုပဲရောက်လာတတ်တာပါဒါကြောင့်မလို့အလုပ်တွေစူးစမ်းရင်းနဲ့အဆင်မပြေတာတွေပဲတွေ့နေလို့ရှင်ဒါကဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူးเนาะမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်လို့ကိုလမ်းညွှန်ပြပေးနေတာပါတစ်ချိန်ညစ်ပဲခံလိုက်ရပြီဆိုလို့ရှင်ကိုလက်ခံမဲ့သူစီကိုရောက်ဖို့အတွက်ခြေတလန်းနီးလာရလို့တွေးပေးပါနှောင့်နှေးမှုတွေနဲ့ကြုံနေရပြီဆိုလို့ရှင်အောင်မြင်မှုဟာတနေ့မှရောက်လာတော့မှာပါလို့တွေးပေးပါဒီချိန်ကြာရှုံးသွားပြီဆိုလို့ရှိရင်ငါကြမှာဘာကြောင့်မအောင်မြင်ရလဲလို့မတွေးပါနဲ့နော်ဒီကြာရှုံးမှုကနေငါဘာပြီးသင်ယူလို့ရမလဲလို့တွေးပေးပါကိုယ့်ရဲ့အတွေးမြင်ကိုပြောင်းလဲလိုက်ပြီဆိုလို့ရှိရင်တော့ကြာရှုံးမှုတွေကြုံရလို့ရှိရင်လည်းစိတ်ပြတ်တော့မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်တကားတွေအားလုံးကိုလိုက်ပြီးတော့ဖွင့်ကြည့်ပါဆက်ပြီးတော့စူးစမ်းနေပါတနည်းရရမှာလှပတဲ့ဥယျာဉ်ကြီးကကိုယ်စောင့်မျှော်နေလိမ့်မယ်လို့တွေးထားပေးပါနော်